လီယွန်ဘာကြောင့်မာကျန်ရဲ့ရင်ဘတ်ချင်းအပ်တဲ့မိတ်ဆွေဖြစ်လာနိုင်ရတာလဲဘာကြောင့်ပြောကြတာလဲသူကမာကျန်သွေးမျိုးနွယ်စုရဲ့ဘိုးဘေးကိုတတ်တဲ့နေရာမှာအစွမ်းအထက်ဆုံးကူညီသူဖြစ်ခဲ့လို့လားလီယွန်သူကချန်လော်နယ်မြေတောင်ပိုင်းပျက်စီးခြင်းကျယ်စင်စုကနေလာတာရှေးဟောင်းကျင့်ကြံသူလီမိသားစုရဲ့အထူးကြုံဆုံးပါရမီရှင်ဖြစ်တယ်ရှေးဟောင်းတားမြစ်ချက်ကြီးလေးခုတွေကတစ်ခုဖြစ်တဲ့ပျက်စီးခြင်းတားမြစ်ချက်ကိုပိုင်ဆိုင်ထားတယ်သူ့ရဲ့ကျင့်ကြံမှုအဆင့်ကဝန်တိန်အဆင့်ပဲရှိသေးပေမဲ့တားမြစ်ချက်ပညာရဲ့လမ်းစဉ်မှာတော့တားမြစ်ချက်ပညာရဲ့ကိုပဲကျွမ်းကျင်တဲ့ဝန်လင်တောင်မှသူ့ကိုမမိဘူးလို့ဝန်ခံရတယ်လီယွန်ကဘီလိန်တယောက်အသွင်မျိုးဖန်ထားတာသူကကွန်ပျူတာစုအောက်မှာလှုပ်ဝက်ထောက်လှမ်းရေးလုပ်နေတာခြေလမ်းတိုင်းကိုတတိထားပြီးနေရာတိုင်းမှာတွက်ချက်မှုတွေရှိတယ်ဝန်လင်နဲ့တွေ့ပြီးနောက်မှာတောင်မှဝန်လင်ကိုတွက်ချက်အသုံးချဖို့တွေးခဲ့သေးတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒါကလီယွန်ရဲ့စစ်မှန်တဲ့ပုံစံမဟုတ်ဘူးဒီအရာတွေအားလုံးရဲ့နောက်ွယ်မှာလီယွန်ရဲ့ခန္ဓာကိုယ်ထဲကနတ်ဖျားဝိညာဉ်ကချက်လဲနေတာဖြစ်တယ်စစ်မှန်တဲ့လီယွန်ကဘယ်သူ့ကိုမှဒုက္ခပေးဖို့မတွေးခဲ့ဘူးသူ့ဘဝမှာရည်ရွယ်ချက်တစ်ခုပဲရှိတယ်အဲ့ဒါကတော့မျိုးဆက်ပေါင်းများစွာတည်ဆောင်လာခဲ့တဲ့ကျမှုတစ်စိတ်တုံးကိုဖျက်ဆီးပစ်ဖို့ပဲလီမီသားစုရဲ့တာသမီမြင်းမြစ်တွေကိုသူများရဲ့ခွေးမဖြစ်စေချင်တော့ဘူးမိသားစုကိုအထွတ်ထိပ်ရောက်အောင်ပြန်ဥဆောင်ချင်တာဒါပေမဲ့နတ်ဖျားဝိညာဉ်ရဲ့လှည့်စားမှုအောက်မှာကွန်ပျူတာစုရဲ့မျိုးဆက်တွေကိုရပူစော်ယုံနဲ့မိသားစုကျိန်စာကိုဖြည့်ဖြောင်းနိုင်မယ်လို့ထင်ခဲ့တာတကယ်တမ်းကျတော့ဒါတွေအားလုံးကနတ်ဖျားဝိညာဉ်ရဲ့တွက်ချက်မှုတွေဖြစ်ပြီးရည်ရွယ်ချက်ကကွန်ပျူတာစုမျိုးဆက်တွေရဲ့အသက်ကိုသုံးပြီးသူ့ရဲ့သခင်ကိုပြန်ရှင်တန်အောင်လုပ်ဖို့ပဲအဲ့ဒီတခင်ကတော့ကွန်ပျူတာစုရဲ့ရှေးရခင်နတ်ဖျားအဖိုးပေးပဲဖြစ်တယ်ဝန်လင်ကလီယွန်ဟာလည်းဒုက္ခသည်တယောက်ဖြစ်နေတာကိုမြင်လို့နောက်ဆုံးမှကူညီပေးဖို့ရွေးချယ်ခဲ့တယ်လီယွန်ရဲ့ကျိန်စာကိုအမြင့်ပြတ်ဖြတ်တောက်ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဝန်လင်နဲ့လီယွန်ကြားထဲကဆက်ဆံရေးကကျေးဇူးတည်တယ်လို့ကျေးဇူးဆက်တဲ့အဆင့်ပဲရှိသေးတယ်ရင်းနှီးတဲ့မိတ်ဆွေဖြစ်ဖို့ဆိုတာအလှမ်းဝေးပါသေးတယ်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပုံမမြင်မာသွားစေခဲ့တာကတော့စိတ်လှုပ်ရှားစရာကောင်းတဲ့နတ်ဖျားတပ်ပွဲကြီးကြောင့်ပဲအဲ့ဒီနောက်ပိုင်းဝန်လင်နဲ့လီယွန်တို့အတူတူရှောက်လန်းနေတဲ့အချိန်မှာသွေးမျိုးနွယ်စုရဲ့ဘိုးဘေးကလျှက်စီးနတ်ဖျားနေမြေမှာပေါ်လာခဲ့တယ်သွေးမျိုးနွယ်စုရဲ့ဘိုးဘေးကရော်ချန်ယောင်မိသားစုရဲ့တိုက်ရိုက်သွေးနွယ်စုဖြစ်တယ်သူ့ရဲ့ဘိုးဘေးကယောင်မိသားစုရဲ့သွေးနတ်ဖျားဖြစ်တယ်ဝန်လင်ကိုလိုက်လံတက်ဖြတ်ဖို့နဲ့တမိဖြစ်သူယောင်ရှိရွှေကိုကယ်တင်ဖို့အတွက်သူကမိသားစုအမိန့်ကိုတောင်မနာခံပဲမဟာမိတ်ကျယ်စင်စုကနေရော်ချန်နေမြေထိပြန်လာခဲ့တယ်ပြီးတော့ယောင်မိသားစုရဲ့အကူအညီနဲ့လျှက်စီးနတ်ဖျားနေမြေထိလိုက်လံတက်ဖြတ်ခဲ့တယ်ဝန်လင်ကအဲ့ဒီအချိန်မှာဝန်တိန်အဆင့်ပဲရှိသေးတာသွေးမျိုးနွယ်စုရဲ့ဘိုးဘေးကတော့နာမည်ကြီးနေတာကြားပြီးဖြစ်တဲ့ဒုတိယအဆင့်ကျင့်ကြံသူအားကြီးသူဖြစ်တယ်သူတို့နှစ်ယောက်ကြားကကွာခြားချက်ကကိုစုံကျူးနဲ့လာမင်းကြီးလိုကွာခြားတာပိုပြီးရက်စက်တာကတော့သွေးမျိုးနွယ်စုရဲ့ဘိုးဘေးကအစွမ်းချင်းအပြတ်တက်တာနေတာတောင်မှအန်ဒီရဲ့အကင်းဆုံးနီလန်းကိုရွေးချယ်ပြီးတိုက်ခိုက်ခဲ့တာပဲသူကနတ်ဖျားကူပေးမှန်တစ်ခုထဲမှာတက်ကွင်းကိုကြိုတင်ပြင်ဆင်ထားပြီးဝန်လင်ဝင်လာမှာကိုစောင့်နေခဲ့တာဝန်လင်နဲ့လီယွန်တို့အတူတူအဲ့ဒီနတ်ဖျားကူပေးမှန်တဲ့ကိုဝင်သွားပြီးတဲ့နောက်တက်ကွင်းကချက်ချင်းစတင်လဲပတ်ခဲ့တယ်ချုံနှောင်ချင်းဖိနှိပ်ချင်းတက်ဖြတ်ချင်းအစင်စင်စတိုက်ဖြစ်ပေါ်လာပြီးဝန်လင်ကိုလုံးဝအသက်ရှင်လမ်းမပေးဖို့ရည်ရွယ်ထားတာအဲ့ဒီအချိန်ကတကယ်ကိုတေးရရှင်ရည်တမျှအရေးကြီးတဲ့အချိန်ပဲကံကောင်းချင်တော့လီယွန်ကသူ့ရဲ့တတိယမြောက်မျက်လုံးနတ်ဖျားစွမ်းအားကိုသုံးပြီးဝန်လင်အတွက်အချုပ်အနှောင်တွေကိုဖယ်ရှားပေးခဲ့တယ်ဝန်လင်ကလည်းမနာတမ်းတိုက်ခိုက်ပြီးဖြက်စီးခြင်းတားမြစ်ချက်ရဲ့နောက်ဆုံးတစ်ဖြတ်ချင်းနီလန်းကိုသုံးခဲ့တယ်ဒါမှပဲထွက်ပေါက်တစ်ခုရှာပြီးတေတွင်းကနေလွတ်မြောက်လာနိုင်ခဲ့တာဝန်လင်ကသွေးမျိုးနွယ်စုဘိုးဘေးရဲ့ကြောက်စရာကောင်းပုံကိုကောင်းကောင်းသိတယ်တစ်ဖက်လူရဲ့ပြစ်မှတ်ကသူကိုယ်တိုင်ဖြစ်နေတာဒါကြောင့်လီယွန်ကိုဒုက္ခမပေးချင်လို့လီယွန်ကိုအရင်ထွက်သွားဖို့ပြောခဲ့တယ်တာမန်လူဆိုရင်တော့အသက်လူပြီးပြေးကြမှာပဲဘာလို့လဲဆိုတော့ပြိုင်ဘက်ကဒုတိယအဆင့်ကျင့်ကြံသူအားကြီးသူဖြစ်နေလို့ပဲသူနဲ့ရင်ဆိုင်ရတာကအသက်ကိုဖက်နဲ့ထုတ်ထားရတယ်လို့ပဲဒါပေမဲ့လီယွန်ကချက်ချင်းမပြေးခဲ့ဘူးအစားဝန်လင်ကိုကူညီဖို့ရှိသမျှအစွမ်းကုန်စူးစမ်းခဲ့တယ်ဝန်လင်ကအစောပိုင်းမှာသူတို့လီမီသားစုရဲ့မျိုးဆက်ချိန်စာကိုဖျက်ဆီးပေးခဲ့ဘူးတယ်ဒီကျေးဇူးကလီယွန်အတွက်တော့ဘလို့မှဆက်လို့မကုန်နိုင်တဲ့ကျေးဇူးပဲသူကပြောတယ်ဝန်လင်ညီလေးမင်းအဲ့ဒီလိုပြောစရာမလိုပါဘူးမင်းရဲ့ကျေးဇူးကငါတယောက်တည်းတင်မကဘူးငါတို့လီမီသားစုရဲ့မျိုးဆက်အားလုံးအတွက်ပါအခုလိုနတ်ဖျားတပ်ပွဲမျိုးကိုငါလီယွန်ကအတူတူမရင်ဆိုင်ပဲနေပါမလားလို့ပြောခဲ့တယ်နောက်ထပ်လှုပ်ဆောင်ချက်ကတော့တကယ်ကိုတားမြစ်ချက်ဆရာကြီးတယောက်ရဲ့လက်ရပဲလီယွန်ကဝန်လင်အတွက်ပျက်စီးလူနီးပါးဖြစ်နေတဲ့နတ်ဖျားတူလောင်မှုအာကာသကွက်လက်တစ်ခုကိုရှာဖွေပေးခဲ့တယ်ဝန်လင်ကဒီနေရာမှာသွေးမျိုးနွယ်စုဘိုးဘေးကိုတိုက်ခိုက်တော့မယ်ဆိုတာသိပြီးနောက်သူကအပိုစကားတစ်ခုမှမပြောပဲချက်ချင်းပဲစတင်ပြင်ဆင်တော့တယ်တလအတွင်းမှာလီယွန်ကဒီအာကာသကွက်လက်ထဲမှာရှိတဲ့ပျက်စီးလူနီးပါးနေရာတွေအားလုံးကိုတွက်ချက်ပြီးတားမြစ်ချက်တွေအားလုံးကိုချထားခဲ့တယ်သွေးမျိုးနွယ်စုဘိုးဘေးကိုတိုက်ခိုက်ဖို့အတွက်လီယွန်ကဝန်လင်ထက်တောင်ပိုပြီးစိတ်အားထက်သန်နေပုံရတယ်သူ့ဘဝရဲ့ကျင့်ကြံမှုအားလုံးကိုပုံအောပြီးတလအချိန်ယူခဲ့တယ်အဲ့ဒီအာကာသကွက်လက်ထဲမှာပျက်စီးလူနီးပါးနေရာပေါင်း1465ခုကိုပြင်ဆင်ပေးခဲ့တယ်ဝန်လင်ရဲ့စိတ်အာရုံလှုပ်ရှားလိုက်တာနဲ့ဒီအာကာသကွက်လက်တစ်ခုလုံးကချက်ချင်းပျက်စီးသွားမှာဖြစ်ပြီးအဲ့ဒီအချိန်ကျရင်တစ်ဖက်လူကဒုတိယအဆင့်အားကြီးသူဖြစ်နေပါစေဦးသူလည်းအထီနာမှာတေးချတယ်ဒါတင်မကသေးဘူးလီယွန်ကသူ့ရဲ့တားမြစ်ချက်စွမ်းအားလုံးကိုလည်းဝန်လင်စီကိုတစ်ချက်မှမချမ်းပဲလွှဲပြောင်းပေးခဲ့တယ်သူကဝန်လင်အတွက်နောက်ဆုတ်ဖို့လမ်းတစ်ခုကိုပါပြင်ဆင်ပေးခဲ့တာဝန်လင်တိုက်ခိုက်ရတာအဆင်မပြေရင်ဖြစ်ဖြစ်ဒါမှမဟုတ်နောက်ပိုင်းမှာပြန်မတိုက်ခိုက်နိုင်ရင်ဖြစ်ဖြစ်သူ့ရဲ့တားမြစ်ချက်ပညာရက်ကိုသုံးပြီးဝန်လင်ကိုကူပေးမှန်ထဲမှာဝတ်ထားနိုင်တယ်ဒီလိုက်လံတက်ဖြတ်မှုကြီးကနေလွတ်မြောက်အောင်ကူညီဖို့ပြင်ဆင်ပေးခဲ့တာအရာအလုံးကိုစီစဉ်ပြီးတဲ့နောက်မှာလီယွန်ကမခွဲနိုင်မခွာရက်တဲ့ပုံစံနဲ့လှည့်ထွက်သွားခဲ့တာဒါကလီယွန်ကအကြောက်လွန်ပြီးထွက်ပြေးတာမဟုတ်ဘူးအတူတူရင်ဘတ်ချင်းအပ်ပြီးမတိုက်ခိုက်ချင်လို့လည်းမဟုတ်ဘူးသူ့ရဲ့ပခုံးပေါ်မှာလီမီသားစုတစ်ခုလုံးရဲ့ပြန်လည်နိုးထလာမဲ့မျှော်လင့်ချက်တွေရှိနေလို့ပဲသူလုံနိုင်တာကအမှားဆုံးတိုင်းနဲ့အထက်မြက်ဆုံးသားကိုဝန်လင်ရဲ့လက်ထဲကိုအားလုံးအနှံခဲ့တာပဲဝန်လင်ကဒီအစွမ်းတွေကိုအားကိုးပြီးဒီပစ္စည်းလူနီးပါးနေရာပေါင်း1465ခုကိုအသုံးပြုကာသွေးမျိုးနွယ်စုဘိုးဘေးကိုဒဏ်ရာပြင်းထန်ရအောင်တိုက်ခိုက်နိုင်ခဲ့တယ်ဒါမှပဲနောက်ဆုံးအောင်ပွဲရဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်ပေါ်လာပြီးဒီလိုခက်ခဲတဲ့အခြေအနေကနေအောင်မြင်မှုကိုရယူနိုင်ခဲ့တာသွေးမျိုးနွယ်စုဘိုးဘေးကိုပြန်လည်တက်ဖြတ်နိုင်ခဲ့တဲ့နတ်ဖျားတပ်ပွဲကြီးဖြစ်လာခဲ့တယ်လီယွန်ကဒီနတ်ဖျားတပ်ပွဲကြီးရဲ့အဓိကအကျိုးပြုသူဖြစ်တယ်
နည်းနည်းမှမပိုဘူးဒီတိုက်ပွဲကြီးပြီးတဲ့နောက်မှာတော့ဝမ်လင်နဲ့လီယွန်ကြားတဲ့ကဆက်ဆံရေးကကျေးဇူးတရားအဆင့်ပဲမဟုတ်တော့ပဲအသက်ပေးရတဲ့တန်ရောစင်ဖြစ်သွားခဲ့တယ်နောက်ပိုင်းဇလန်းတွေမှာလည်းသူတို့နှစ်ယောက်ကအကြိမ်ကြိမ်အပြန်အလှန်ကူညီခဲ့ကြတယ်ဝမ်လင်ကလည်းလီယွန်ကိုဘေးဒုက္ခတွေကြားထဲကနေအကြိမ်ကြိမ်ကယ်တင်ခဲ့တယ်လီယွန်ကဝမ်လင်ကိုကူညီခဲ့တာတွေကလည်းမနှဲပါဘူးဝမ်လင်ကိုယတနာတူလောင်ခန်းထဲဝင်ခွင့်ရအောင်ကူညီပေးခဲ့ရုံတင်မကဘူးနတ်ဖျားအေဂရိပိုင်ဖန်ရဲ့လင်းချင်းခေါ်နတ်ဖျားပညာရက်ကိုရရှိအောင်ကူညီပေးခဲ့တယ်စီနီယာအကိုချင်းရွှေနတ်ဖျားနဲ့တွေ့ဆုံခွင့်ရအောင်လုပ်ပေးခဲ့တယ်နောက်ပိုင်းဝမ်လင်ကိုရောက်မိသားစုရဲ့ကြင်ကြံသူပေါင်းသိန်းချီပြီးဝိုင်းဝန်းတက်ဖြတ်တဲ့အချိန်မှာသူ့ရဲ့တက်တန်းနဲ့ကြင်ကြံမှုတွေကိုအကုန်ဆုံးရှုံးခံပြီးပျက်စီးခြင်းတားမြစ်ချက်ကိုဝမ်လင်ရဲ့ခန္ဓာကိုယ်ထဲကိုတိုက်ရိုက်လွှဲပြောင်းပေးခဲ့တယ်ဒါမှပဲဝမ်လင်ကအန်ရကြားတဲ့ကနေဖောက်ထွက်အနိုင်တိုက်နိုင်ခဲ့တာဒီနတ်ဖျားလျက်စီနတ်ဖျားနေမြေတိုက်ပွဲကြီးပြီးတဲ့နောက်မှာတော့လီယွန်ကဇလန်းထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပေမဲ့ဝမ်လင်ရဲ့စိတ်ထဲမှာတော့သူ့ရဲ့အခန်းကဏ္ဍကဘယ်သူမှမလှုပ်ရှားနိုင်တဲ့နေရာမှာရှိနေသေးပဲဝမ်လင်ရဲ့ရင်ဘတ်ချင်းအပ်တဲ့မိတ်ဆွေလို့ခေါ်ဆိုနိုင်တဲ့လူကတကယ်ကိုရှာရှာပပပဲရှိတာရေဘူးရအဖြစ်ပြောရရင်လီယွန်ရဲ့အကောင်းဆုံးနေရာကသူ့ရဲ့တားမြစ်ချက်ပါရမီကြောင့်မဟုတ်ပဲသူ့ရဲ့ညီကိုဖြစ်တဲ့ဝမ်လင်အပေါ်ထားရှိတဲ့စစ်မှန်တဲ့စိတ်ရင်းစေတနာကြောင့်ပဲဖြစ်တယ်သူကလုံရက်နဲ့တက်တည်ပြခဲ့တယ်စစ်မှန်တဲ့မိတ်ဆွေကမင်းနဲ့အတူနောက်ဆုံးထိရှိမနေပေးနိုင်ရင်တောင်မှမင်းအခက်အခဲဆုံးအချိန်မှာတော့သူ့မှာရှိတဲ့အမဆုံးတိုင်းနဲ့အထက်မြက်ဆုံးသားကိုမင်းရဲ့လက်ထဲကိုအကုန်ထည့်ပေးပြီးမင်းကိုအစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်ဆိုတာပါပဲဒီနေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ